ခုနေဝယ်မယ်ဆိုရင်2000 mAh power bank လက်ဆောင်နဲ့ Xiaomi ရဲ့ 70D ကမှာယူလို့ရပါပြီ official global version အနေနဲ့ track ရှိထားပြီးတော့ Amagan အနေနဲ့2နှစ်ပါရှိထားတာဖြစ်ပါတယ်ဈေးနှုန်းတွေကတော့အခုနောက်ပိုင်း Xiaomi မှာမဟုတ်ပါဘူးတော်တော်များများဒီ mid range segment level မှာဒီ30ကျော်နဲ့30ကိုမှစပြီးရွေးချယ်လို့ရတဲ့အနေအထားမှာဖြစ်နေပါတယ်ဆိုတော့လက်ရှိ Xiaomi 70D ရဲ့ဈေးကတော့သူကရိုးရိုး 70D ကိုပဲ32သိန်းလောက်ဖြစ်ပြီးတော့ Pro ဆိုရင်တော့40ကျော်မှာရှိနေတာဖြစ်ပါတယ်ဆိုတော့ Xiaomi series ထဲမှာ T series ကိုမှသဘောကျတဲ့သူတွေအတွက်ဒီနေရာမှာ Xiaomi 70D ကဘာတွေကောင်းလဲဆိုရင်တော့ဒီဖြစ်ဖြစ် Pro ဖြစ်ဖြစ် telephoto ကိုသုံးလို့ရမယ်ပြီးတော့ဘေးပစယ်တွေတော်တော်လေးပါပြီးတော့တော်တော်လေးဒီရိုက်တဲ့လို့ကောင်းတဲ့သူ့မှာ like ကင်မရာလေးထည့်ပေးထားပါတယ် Xiaomi 70D တွေကကျွန်တော်တို့ game ဆော့တဲ့လူငယ်တွေအတွက်ဆိုရင်ပို့ပြီးတော့ဦးစားပေးပြီးတော့ game setting တွေတော်တော်များများကိုပွင့်လေးရှိပါတယ်ဒီနေ့မှာတော့ 70D ရိုးက 120Hz support လုပ်ပြီးတော့ T Pro မှာတော့ 144Hz ကို support လုပ်မှာပဲဖြစ်ပါတယ်မိမိအနေနဲ့ performance ကိုအရင်ဦးစားမပေးလို့ Xiaomi 70D မှာပဲပါတဲ့ performance နဲ့လုံလောက်နေဆိုရင်တော့ cameraman တိတ်မကွာခြားတဲ့ရိုးရိုး D70D တွေကစီးလေးတဲ့အနေငယ်ပိုတက်တာပြီးတော့ရွေးချယ်စရာဖြစ်မယ်လို့ထင်ပါတယ်